မိမိတို့ရဲ့နေအိမ်မှာဖျားစွန်းတော်ကတ်တဲ့ဓမ္မမိတ်ဆွေတွေပါတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားပါတကယ်လို့စွန်းတော်ဘယ်လိုကတ်ရမလဲဆိုတာကိုမသိသေးတဲ့လူတွေပါရင်လည်းဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားစေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုထဲမှာကလွဲမှားနေတဲ့ဗုဒ္ဓဘာသာတွေရဲ့စွန်းတော်ကတ်နည်းတွေကိုရှင်းလင်းမျှဝေသွားမှာဖြစ်ပါတယ်ဦးဇင်းတို့အားလုံးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုတက်တော်ထင်ရှားမြတ်စွာဘုရားကဲ့သို့ဦးဇင်းတို့စွမ်းပန်းရေမီးအစရှိတဲ့ဖြင့်ကတ်လူထမ်းကြတယ်တစ်သီးစွမ်းနေလဲလူထမ်းကြတယ်ဒီနေရာမှာအဓိကပြောချင်တာကတစ်သီးစွမ်းလူထမ်းတဲ့ဓမ္မမိတ်ဆွေတွေကိုအဓိကပြောချင်တာဖြစ်တယ်အဓိကဦးဇင်းတို့ဘာဖြစ်နေသလဲဆိုတော့တစ်သီးစွမ်းလူထမ်းတဲ့အခါမှာတစ်သီးစွမ်းတော်ကတ်တဲ့အခါမျိုးတွေမှာဦးဇင်းတို့မားနေတဲ့အကြီးမားဆုံးအမားကဘာလဲဆိုလို့ရှိရင်မြတ်စွာဘုရားထံမှာဘုရားကျောင်းဆောင်ပေါ်မှာပကံများနဲ့တင်မောသီစွန့်ကတ်တယ်ဆိုရင်တင်မောသီကိုအစိမ့်တင်တာမဲ့တဲ့အခါကျမှစွန့်ပြီးတော့မှကိုကစားလိုက်တယ်အဲ့ဒီလိုမျိုးပဲဒွင်းသီးကတ်တဲ့လူကလည်းဒွင်းသီးဆိုလည်းအလုံးလိုက်ကတ်ထားလိုက်တာမျိုးမဲ့ပြီးတော့ဖင်ကွဲမှချပြီးတော့စွန့်ပြီးတော့မှကိုကစားလိုက်တာမျိုးနောက်ပြီးတရက်သီးတွေအသီးလိုက်တွေစပစ်သီးတွေဆိုလည်းအတွဲလိုက်တွေငပြောသီးတွေဆိုလည်းအဖီးလိုက်တွေအလုံးလိုက်တွေဥစဉ်တို့များသောအားဖြင့်ကတ်နေတာဒီလိုမျိုးပုံစံတွေများတယ်ပေါ့နော်အဲ့တော့တချို့ဥစဉ်တို့ဒါတော်တော်များသောပုံကိုယ်တွေကတော့ဒီလိုပဲလူတွေကြတာပဲဖះစင်မှာဖះเจ้าဆောင်မှာမြတ်စွာဘုရားကိုဒီအသီးကိုအုပ်ခိုင်းထားတယ်နဲ့အတူတူပဲမယိုသေးမလေးစားရအခါတော်ကလည်းဖြစ်စေတယ်ဒါဥစဉ်တို့ကလူလိုက်တာကတော့သရာတရားနဲ့လူတာပဲဒါပေမဲ့သရာရဲ့အနောက်မှာဥစဉ်တို့ကပညာနဲ့ဆုံးဖြတ်နိုင်တဲ့အမှားအမှန်ဆုံးဖြတ်နိုင်တဲ့ဉာဏ်မပါတဲ့အခါမှာမားတာတကယ်တော့ဒါကသရာတရားရှိပြီးတော့ဉာဏ်အားနဲ့လို့ပညာအားနဲ့လို့မားတာလည်းဖြစ်သလိုတစ်ချက်နောက်တစ်ချက်ကဘာလဲဆိုရင်ရှေ့မှာကိုယ့်ရဲ့မိဘတွေလူကြီးမိဘတွေလှုပ်သွားတဲ့အတုကိုလိုက်ခိုးပြီးတော့မှလှုပ်တာလည်းပါတယ်အဲ့တော့ဒီနေ့ကစပြီးတော့မှဖះเจ้าဆောင်မှာမြတ်စွာဘုရားကိုတည်တည်စွမ်းလူရမ်းတဲ့အခါမှာအသီးလိုက်ကတ်နေတယ်အဖီးလိုက်တွေကတ်တာမျိုးအတွဲလိုက်တွေကတ်နေတာမျိုးအသီးအစိမ့်မမဲ့တမဲ့တွေကိုကတ်ပြီးတော့မှဖះเจ้าဆောင်မှာမဲ့မှာစွန့်စားနေတာမျိုးတွေလုံးမိနေတယ်ဆိုရင်အခုချိန်ကစပြီးတော့မှရပ်တန်းလိုက်ပါဘာကြောင့်လဲဆိုလုံးဝမလုပ်သင့်ပါဘူးဒါကြောင့်တည်တည်စွမ်းလူချင်းဘယ်လိုလူရမလဲဖယသီးစွမ်းလူချင်းတယ်ဆိုရင်ဖယသီးကိုခွဲပြီးတဲ့အခါမှသာလေကိုစားသလိုပဲအစိတ်ကလေးတွေစိတ်ပြီးတော့မှတခိုက်စာလေးတွေလူတန်းမှာဇီဝသီးဆိုရင်လည်းအလုံးလေးတွေခြွေပြီးတော့မှအခွန်လေးတွေနှွာပြီးတော့မှဖြစ်လူတန်းပေးပါငပြောသီးဆိုရင်လည်းအခွန်လေးကိုနှွာပြီးတော့မှအတုံးလေးတွေလီးပြီးတော့မှစောင်းတော်ကိုကပ်ပေးစေချင်ပါတယ်ဒါမှသာလေမှန်ကန်တဲ့စောင်းတော်ကန်ကြီးဖြစ်မှာပါဒါကြောင့်ဓမ္မမိတ်ဆွေတို့အနေနဲ့ဖះเจ้าဆောင်မှာအသီးတွေကိုအခိုင်လိုက်အဖေးလိုက်လူတန်းနေတာကိုရပ်တန်းလိုက်ပါဒါကြောင့်မိမိတို့ကသရာတရားနဲ့လူတယ်သရာတရားကောင်းတယ်ဆိုတာရဲ့အနောက်မှာအမှားအမှန်ကိုဆုံးဖြတ်နိုင်တဲ့ဉာဏ်လည်းပါရမယ်အမှားအမှန်ကိုခွဲခြားသိတတ်တဲ့ပညာလည်းပါရပါသေးတယ်တရားကောင်းတိုင်းလည်းမဖြစ်ပါဘူးတရားအားကောင်းပြီးတော့ဉာဏ်အားနည်းနေတာမျိုးတွေဆိုရင်လည်းအဆင်မပြေပါဘူးဒါကြောင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားသိတတ်ပြီးတော့မှတရားတရားလည်းကောင်းဉာဏ်အားလည်းကောင်းပြီးတော့မှခန္ဓာပေါ်ဉာဏ်ရောက်အောင်ကြင်ကြံကြိုးကိုပွားများအထောက်နိုင်ကြတဲ့ပါရမီရှင်သူတော်ကောင်းများဖြစ်နိုင်ကြပါစေ။